Okay ဆိုတော့ IGCSE တက်ချင်တဲ့သူတွေကြားထဲမှာ15နှစ်နဲ့ IGCSE တက်ရင်စောလား15နှစ်ဆိုရင် IGCSE တက်တင်လားဒါမျိုးမိကုန်းတွေခဏခဏရှိရပါတော့ဒီဗီဒီယိုမှာအသက်15နှစ်နဲ့ IGCSE ကိုတက်တင်လားမတက်တင်လားဆိုတာနဲ့ဘယ်လိုမျိုးလေ့လာမလဲဆိုတော့ရိုးရှင်းပြပြပေးသွားပါမယ်တချို့တော်သူတွေအနေနဲ့ IGCSE ကိုအစောဆုံးအမြဲဆုံးပြီးကျင်တယ်ဆိုရင်တော့အသက်15နှစ်မှာတက်တင်ပါတယ်အကြောင်းအရာတော့ IGCSE ရဲ့ normally 2နှစ်ကြာပါတယ်ကိုက15နှစ်မှာစတက်မယ်ဆိုရင်16ကျော်လောက်မှာ IGCSE ပြီးသွားမယ်ပေါ့နော် result တွေပါတယ်ရတာနဲ့ certificate တွေပါတယ်ရတာနဲ့ဆိုရင်16ကျော်လောက်မှာ IGCSE ပြီးသွားမယ်ကျောင်းလျှောက်တာနဲ့ပါတယ်ဆိုရင်18လောက်ဆိုရင် university ကိုတက်လို့ရပြီဆိုတော့တကယ်လို့ကိုယ့်ရဲ့ goal ပေါ့နော် final goal ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ပန်းနိုင်ပဲဖြစ်ဖြစ်က university ကိုအများဆုံးရောက်ဖို့အတွက်ဆိုရင်တော့15မှာလေပေါ့နော်15နှစ်မှာလေ IGCSE တက်တာတော့မှန်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့တခုတည်ထားမှာဒီ2နှစ်ဆိုတဲ့ duration က fix မဟုတ်ပါဘူး2နှစ်ထက်လည်းပိုကျသွားနိုင်တယ်လို့2နှစ်အောက်လည်းဖြစ်သွားနိုင်တယ်ပေါ့နော်တကယ်လို့2နှစ်အောက်ဖြစ်သွားတယ်ဆိုတော့ကိုယ့်အတွက်ကောင်းတယ်ပေါ့နော်ကိုကဒါမြန်မြန်ပြီးနေတယ်သူဆိုတော့ဒီလို2နှစ်ထက်ပိုကြာသွားတဲ့အခြေအနေမျိုးတွေလည်းဖြစ်နိုင်တယ်2နှစ်ဆိုတဲ့ဟာ average duration ပေါ့နော်အများဆုံးလေးလာတင်ပြီးဖြေကြတာဖြစ်တယ်ပေါ့နော်ဆိုတော့2နှစ်ထက်ဘယ်လိုမျိုးတွေမှာပိုကြာသွားနိုင်လဲဆိုရင်ပထမတစ်ချက်ပေါ့နော် English စကားမကောင်းဘူးပေါ့နော် English level weak ဖြစ်နေတာမျိုးတွေ English ဘာသာစကားမကောင်းတာမျိုးတွေဆိုရင်2နှစ်ထက်ပိုကြာသွားနေတယ်လူတွေကတစ်ချက်ကတော့ education background ပေါ့နော် IGCSE လေးလာမသိဘူးခင်မှာဘယ်လောက်ထိပြီးထားလဲပေါ့ year 9 or grade 8ကိုပြီးထားတာပေါ့ဒါမျိုးတွေပြီးထားလို့ဆိုရင်2နှစ်ထက်ပိုကြာသွားနေတယ်တတိယတစ်ချက်ကကြတော့ကိုယ့်ရဲ့လေးလာသိမှုနိုင်စွမ်းပေါ့2နှစ်နဲ့ပြီးဖို့လေးလာသိမှုနိုင်ဆိုရင်ကိုယ်မှာရှိမရှိပေါ့လေအများကြီးပူတည်သွားမယ်ဒီလိုဒီ3ချက်မှာဖက်ဖက်ကလိုနေရဆိုရင်တော့2နှစ်နဲ့တော့မပြီးသွားပဲနဲ့2နှစ်ခွဲ3နှစ်တွေတော့ဖြစ်သွားနိုင်တယ်တကယ်လို့2နှစ်နဲ့ပြီးခဲ့ရပါတော့ average duration 2နှစ်နဲ့ပြီးသွားတယ်ဆိုရင်ကိုက A level ပဲဖြစ်ဖြစ် IB တို့ဘာလို့ပဲဖြစ်ဖြစ်ဆက်တက်မယ်ဆိုရင်15နှစ်မှာတည်းက IGCSE တက်တာအင်မတန်မှကောင်းပါတယ် recommend လေးလုပ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ခုနပြောလို့15နှစ်မှာ IGCSE တက်မယ်ဆိုရင်16လောက်မှ IG ပြီးမယ်ပေါ့နော်16ကျော်လောက်ကို A level ဆက်တက်အောင်မှာဖြစ်တယ်နောက်တဲ့2နှစ်လောက်ကြာမှာဆိုတော့ A level 20ဝန်းကျင်လောက်မှပြီးသွားမယ်ပေါ့နော်ဒါပေမဲ့တစ်ခုကောင်းတာကတော့ A level ပြီးသွားရင်တော့ University ရေုံအောင်တော့တန်းပြီးတော့ join လို့ရသွားမယ်ပေါ့နော် ACC အချိန်ရရသေးတယ် ACC ပြင်ဆင်မဲ့သူတွေအနေနဲ့ကတော့15နှစ်မှာလုံးလုံးကြီးတက်ရမယ်လို့တော့မပြောချင်ဘူးဒါပေမဲ့ year 9သို့မဟုတ် grade equivalent education ရှိတယ်ဆိုတော့15နှစ်မှာတက်ကိုတက်တင်တယ်pre-IGCSE တွေပါတယ်တက်ပြီးတော့အချိန်ကုန်ခံမှုမလုပ်စီချင်ဘူးเนาะတော်တော်များများကဒီ IGCSE ဘက်ပြောင်းလာပြီးတော့ pre-IGCSE ကိုတက်ကိုတက်ရမယ်လို့ထင်ကြတယ်ပေါ့เนาะ pre-IGCSE ဆိုတာကခုနကျွန်တော်ပြောဆို grade year 9 or grade equivalent education မရှိဘူးပြောလို့ရှိရင်ဒီ IGCSE တက်မဲ့နေရာမှာ IGCSE ဝင်ခွင့်ဖြစ်လိုက်တော့ကြာတာပဲဖြစ်ဖြစ် qualify ဖြစ်တာမျိုးဆိုရင်တော့တက်တင်တယ်အဲ့လိုမှမဟုတ်ဘူး IGCSE placement test မဖြေရသေးဘူးဒီတိုင်းမဲ့ curriculum ပြောင်းတာမို့ pre-IGCSE တက်တယ်ဆိုတော့ဒါအချိန်လဲကုန်တယ်ငွေလဲကုန်တယ်လူလဲပြင်မယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဟို placement ဖြေလို့မအောင်လို့တက်တာမျိုးဆိုတော့တမျိုးပေါ့နော်ဒါမှမဟုတ်လေကိုက basic ကြီးမပိုင်ဘူးထင်လို့တက်တာမျိုးဆိုလဲတက်တင်တယ်ဒါပေမဲ့ဘယ်လိုအချိန်မျိုးမှတက်စီခြင်းလဲလို့ဥမာကိုဖြေလိုက်တဲ့ placement ကလုံးဝ IGCSE မမီနိုင်ဘူး pre-IGCSE ပဲမိနိုင်တယ်ဆိုတော့တက်ပါဒါမှမဟုတ်ရင်လေကိုက pre-IGCSE တက်ပြီးတော့အင်္ဂလိပ်စာကိုဖြည့်ခြင်းတယ်ပေါ့နော်ကိုကအင်္ဂလိပ်စာသိမကောင်းလို့ pre-IGCSE ကိုရင်တက်မယ်ပြီးတော့မှတက်နေချိန်မှာအင်္ဂလိပ်စာဖြည့်မယ်ဆိုလေဒါကိုရင်လုပ်ပြီးတော့အင်္ဂလိပ်စာဖြည့်ပြီးတော့မှ IGCSE တက်တာတော့ပိုကောင်းတယ်ပေါ့နော်တကယ်လို့ pre-IGCSE ကိုတက်ဖို့ဆုံးဖြတ်လိုက်တယ်ပေါ့နော် IGCSE မတက်ခင် pre-IGCSE ကိုခဏလောက်ဖြည့်တက်မယ်ဆိုရင်ကျွန်တော်အနေနဲ့ duration ကို recommend လုပ်ရမယ်ဆို6လကနေ9လပေါ့နော်အဲ့ထက်တော့ပုံမလို့ပေါ့နော်တကယ်လို့ကို9တန်း6တန်းလောက်ပဲပြီးတိုင်းတော့တမျိုးပေါ့နော်ဘယ်လိုမျိုးကြီးအရင် basic ကြီးမပိုင်နေမျိုးမဟုတ်ပဲねဒီတိုင်းပဲအင်္ဂလိပ်စာလေး ready ဖြစ်ချင်လို့ pre-IGCSE ကိုတက်တာမျိုးဆိုတော့6 months to 9 months ပေါ့နော်ဒီလောက်အများဆုံးပဲတက်ဖို့ကျွန်တော်တို့ recommend လုပ်တယ်အဲ့တော့အကုန်လုံးကိုပြောချင်တာက15နှစ်မှာစမဲ့သူပဲဖြစ်ဖြစ်15နှစ်မှာမစမဲ့သူပဲဖြစ်ဖြစ်ပေါ့နော်နှစ်ဖက်လုံးကိုအဘိစကားပြောမယ်ဆော့ဆော့စတာလည်းကောင်းတယ်လို့ဆော့ဆော့မစတာလည်းကောင်းတယ်ဆိုတော့ဒီ education plan ကတယောက်နဲ့တယောက်က personalize ဖြစ်တယ်အရင် individually tailor လုပ်ရတာဖြစ်တဲ့ကြောင့်မလို့သူများ15နှစ်မှာစရင်လေကိုက15နှစ်မှာစစရာမလိုကိုက15နှစ်မှာစလို့လေသူများလိုက်စခိုင်းရမလို့ပေါ့နော်အကုန်လုံးကကိုယ်ရွေချင်တဲ့ကိုပန်းနိုင်တဲ့ကိုနဲ့ကိုပေါ့နော်ဆိုတော့ကိုအတွက်အဆင်ပြေဆုံးလမ်းကြောင်းကိုပဲရွေးပါကျွန်တော်ခုနပြောခဲ့တဲ့ဟာလည်းအထောက်အကူဖြစ်မယ်လို့ပြောနေပါတယ် IGCSE ကိုတော့ English စာကော year 9 or grade 8 equivalent education ရှိမှစစေချင်ပါတယ်မဟုတ်ရင် struggle ဖြစ်ပြီးတော့အချိန်ပိုကြာသွားမျိုးပဲဖြစ်နိုင်တယ်ပေါ့နော် That's it for today's video နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်